မိစ္ဆာဖြစ်တဲ့ညီမနဲ့တူစာကွီတောင်ခီးနေလာတဲ့တန်ဂျူကနေဖက်မှာတော့ပြဿနာတစ်ခုကြုံရပါတယ်။နေအောင်မှမရှင်တန်တဲ့မိစ္ဆာအတွေ့အကြုံကြောင့်နေသူကကိုတခုတည်းတွင်တူပြီးနေအောင်ပုံရှောင်နေရပါတယ်။အဲဒါကြောင့်တန်ဂျူလည်းအနီးနားရောက်ကတဲ့ဓမ္မရဲ့စီတောင်းစုလုံးနဲ့ဝါလုံးဝယ်လာပါတယ်။တောင်းစုကိုဝါနဲ့ပြန်ပြီးညီမရဲ့နေသူကိုပြန်ထည့်သွားဖို့လုပ်ပါတယ်။နေသူကမိစ္ဆာဖြစ်ပြီးတဲ့ခန္ဓာကိုယ်ကိုရွေးသားချက်ညူလိုက်ပြီးတန်ဂျူရဲ့တောင်းတဲ့အန်ကဖြစ်အောင်ခန္ဓာကိုယ်သိငင်လိုက်ပါတယ်။အစင်ပြေသွားတဲ့တန်ဂျူလည်းတောင်းကိုနေအောင်မှစီမံပြီးစာကွီစီခီးဆက်လာပါတယ်။လမ်းမှာတော့မိမတယောက်ညနေဆောင်နေပြီလို့အနေများလို့မသွားဖို့တားရမယ်တန်ဂျူကတော့သူ့အဆင်ပြေပါဆိုပြီးခီးဆက်လာပါတယ်ညဘက်တော့တန်ဂျူကအိမ်နေစီကနေသွေးနဲ့ရတဲ့တက်စစ်ကြီးတော့မိစ္ဆာတက်ကောင်မိသားစုကိုတတ်သားနေဖြစ်ပါတယ်မိစ္ဆာသူကသွေးနဲ့လေရဲနဲ့ကြလူသားကိုမြေရိရှက်ရိစားနေတော့မိစ္ဆာဖြစ်တဲ့နေသူကလည်းအသွေးရဲ့သားတွေကဆောင်းလာပါတယ်မိစ္ဆာကတော့သူ့စားဝိုင်းကိုလောင်လောက်ရက်နေတဲ့တန်ဂျူကိုပြစ်တက်ခိုက်ပြီးမှတန်ဂျူကဒင်းနဲ့ပဲခုခံထားပါတယ်ကြိုးစားပန်တာပြီးမေယိုးပြတ်သွားခေါ်ပါလာနိုင်ပေမဲ့ဆက်ကမိုင်းတွင်မှာမိစ္ဆာရဲ့မေယိုးကပြန်ထွက်လာပါတယ်နောက်တော့တန်ဂျူကိုဖန်ကျုံနေချိန်မှာပဲနေသူကိုတယောက်ကတော့စာလာမှုအဖြစ်သိရမလားလူသားကိုကာကွယ်ရမလားဝေခွဲမှဖြစ်လာပါတယ်နောက်ဆုံးမှနေသူကတန်ဂျူကိုဖိန်းစားသုံးမလို့နေမိစ္ဆာကိုပဲခေါင်းအောင်ပြီးကန်လိုက်ပါတယ်ခေါင်းတရားကိုတခြားဖြစ်သွားတဲ့မိစ္ဆာကိုမြင်လိုက်တော့တန်ဂျူလည်းအာကြီးလာသူညီမကိုပူကြည့်နေမိပါတယ်အဲအချိန်မှာပဲခန္ဓာကိုယ်ပိုင်မရှိတဲ့မိစ္ဆာကြီးကတန်ဂျူကိုထားတိုက်ဖို့လို့တော့နေသူကပဲကာကွယ်ပေးထားပါတယ်မိစ္ဆာကိုယ်ပိုင်နဲ့နေသူကတိုက်ခိုက်နေပြီးတန်ဂျူကတော့လက်တွေပါလာတဲ့မိစ္ဆာခေါင်းမနဲ့တိုက်ခိုက်ရပါတယ်ခေါင်းအောင်ခေါင်းနဲ့ပဲပြန်တိုက်ပြီးမာလုံးနဲ့တန်ဂျူရဲ့နှစ်ဖူးအောင်မှာခေါင်းပြမိစ္ဆာလည်း၅ပါးမောက်ခဲ့ရပါတယ်ကြံနေတဲ့ခေါင်းမပါတဲ့ခန္ဓာကိုယ်တော့မောင်နှမနှစ်ယောက်သာကျူးစားနိုင်ယူပြီးခေါင်းပြမိစ္ဆာလည်းအားနေသွားပါတယ်အားနဲ့နေမိစ္ဆာကောင်ကိုတန်ဂျူကဓာမြောင်နဲ့ရှင်ပြဖို့တူဝင်နေချိန်မှာပဲဂီယူဘလာတဲ့တန်ကူးမျက်နှာဖုံးနဲ့ကိုတာဂီဆိုတဲ့ဖျားနောက်ရောက်လာပါတယ်တန်ဂျူကမိစ္ဆာကိုဘလို့တက်ရမလဲပြီးတော့ကိုတာဂီကကိုကောင်နဲ့ကိုစင်စားဖို့ပြန်ပြောပါတယ်အဲဒါကြောင့်တန်ဂျူလည်းရှီရဲ့ကြောက်တုံးနဲ့ထူးတက်ဖို့အချိန်ရလာပါတယ်အသက်ရှည်တဲ့မိစ္ဆာအကျဉ်းထူးသက်မှတည်မှာဖြစ်ပြီးခံစားနေရမှာမလို့ရှင်တဲ့တန်ဂျူကတခါတည်းသိရဘလို့တက်ရမလဲထပ်တွေးနေပြန်ပါတယ်မိစ္ဆာကောင်တနာနေတဲ့တန်ဂျူရဲ့ဆာနာစိတ်ကိုခံစားမိတဲ့ကိုတာဂီကတန်ဂျူမလုံးနိုင်ဘူးဆိုတာသိနေပါတယ်အဲအချိန်မှာပဲနေအောင်ကြီးရဲ့လေကထွက်ပေါ်လာပါတယ်ခေါင်းမြမိတ်ဆာကနေအောင်သေးသေးလေးထိရနဲ့အမုံဖြစ်သွားပြီးငဲဆိုလာရပါတယ်။နေသူကတော့အနာကတဲဆုပ်တဲ့နေအောင်ဝင်ပုံနေပြီးကိုရာဂီကတော့မိတ်ဆာကြောင့်သေးရဲ့သူတို့ကိုမြေမျိုးတကြိုပေးနေပါတယ်။ကိုရာဂီကဂီယူစီကနေတန်ဂျူရောမောင်နှမကြောင့်ချတာရေးဖြစ်ပြီးနေသူကိုတာလူသားဆိုင်ဘယ်လိုလုပ်မှထားမေးပါတယ်။ဘာမှပြန်မဖြစ်နိုင်ပဲတူဝင်နေတဲ့တန်ဂျူကိုကိုတာဂီကပါတချက်လောက်ပြရဲလိုက်ပါတယ်။ရရတဲ့အကြောင်းကတော့နှိကိုရဲ့ဆုံးဖြတ်ချက်ကြောင့်ဖြစ်ပါတယ်။တန်ဂျူကမိတ်ဆာနဲ့ကီးသွားနေရဖြစ်လို့အပြင်းမဲ့လူသားတယောက်ကိုသာနေသူကိုတက်ထားမိနေသူကိုတခါရဲတက်ပြီးကိုလည်းတခါရဲတက်သေးလိုက်ပုံမှန်နေပါတယ်။အရင်ဆုံးတန်ဂျူကဒီမွန်ဆီယာတယောက်ဖြစ်လာဖို့တင်းတော်မှုရှိမရှိအရင်စစ်စစ်မဲ့ဆိုပြီးနေသူကိုတဲကနောက်ကလာသေးပါတယ်။ပေါ့ပါရှိရဲ့ကိုတာကီရှေ့ကနေလုံးဝပြေးနေအောင်ညီမဖြစ်သူကိုကြောပိုးထားတဲ့တန်ဂျူကဟောဟဲနဲ့အမိပြေးလိုက်နေရပါတယ်။နေသူကိုအနေကင်းမို့ကသူဒီမွန်ဆီယာတယောက်ဖြစ်လာဖို့လိုတာမို့အသက်ထွက်မတက်မောနေပေမဲ့မလျှော့တော့သေးနဲ့ပြေးလာပါတယ်။နောက်ဆုံးမှကိုတာကီရဲ့အိမ်ကိုရောက်လာပြီးဖြစ်ပြီးဆန်းသက်ချက်ပြီးလာမေးပေမဲ့ခုမဆမှာဆိုတော့တီးလိုက်ရတော့တန်ဂျူတော့ဖားဖားရှင်သွားပါတယ်။ဆက်သက်မှုမသွားခင်ညီမလေးကိုတာကီအိမ်မှာတခြားလေးတိတ်ထားခဲ့ပြီးပထမအောင်ဆက်သက်မှုတော့တောင်မတက်လာပါတယ်။ဆက်သက်မှုကတော့6ရဆက်ကောင်းပြီးပြူရီအုပ်မိုင်းနေတဲ့ဒီတော့အုပ်ကြီးကနေတောင်ချီရကိုတာကီအိမ်စီနေမထွက်ခင်ရောက်စင်ရမှာဖြစ်ပါတယ်။တန်ဂျူကတော့သူကအနက်ခံအောင်ကောင်းတာမလို့ယုံကြည်ချက်အပြည့်နဲ့လွယ်လွယ်လေးပါဆိုပြီးဆင်းလာပြီးမထင်မှတ်ထားတဲ့ထောင်ချောက်ပေါင်း3600နဲ့ကြုံရပါတယ်။နောက်ပြီးလီလူရန်တဲ့တောင်ဖြစ်တာမလို့တန်ဂျူကတာမန်ထက်အပန်းပို့နေပြီးမနဲ့မိုးလင်းချင်းတောင်ရောက်ဖို့အခက်တွေ့နေပါတယ်။ဘလောက်ပဲပဲမနေပါတဲ့အမျက်ရှုံးမပေးတတ်တဲ့တန်ဂျူကသူ့ရဲ့စိတ်တွေကိုပြန်နေစုစည်းပြီးအနက်ခံဆိုင်ရုပ်ကိုတုံးထောင်ချောက်တွေကိုအနက်ခံပြီးကြိုးစားကြော်ဖက်လာပါတယ်။အလေးချင်းမရှိတဲ့သူ့အတွက်ထောင်ချောက်အလုံးကိုကြော်ဖက်ဖို့မဖြစ်နိုင်တာမို့အနာကျင်မှုတန်ကိုကြက်ကြက်ခိုင်းပြီးနေသူကိုစီရောက်ပြန်နေပါတယ်။နောက်ဆုံးမှမတိုံတမဲအနေထားနဲ့ကိုတိုင်ကင်အရှိကိုမိုးမတောင်းမီပြန်ရောက်လာပါတယ်။ကိုတိုင်ကီကတော့သူ့တပည့်ကီယူပို့လိုက်တဲ့စာအတိုင်းပဲထူးခြားတဲ့မောင်နှမကြောင်ကိုတွေးမိနေပြီးတန်ဂျူကိုလည်းတပည့်ဖြစ်လက်ခံထားလိုက်ပါတယ်။